အားလုံးပဲမင်္ဂလာပါရှင်တဲ့နူလေး channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အားလုံးပေါ့နော်တောင်းဆိုနေကြတာပေါ့နော်ဒီဗီဒီယိုလေးတင်ပေးပါအောင်ဆိုပြီးတော့တောင်းဆိုနေကြလို့အဲ့အတွက်ကြည့်ပေးပါပါဘာလဲဆိုလို့ရှိရင်နော်တစ်ဖက်လူပေါ့နော်ကိုကိုဘာပြောချင်နေလဲဆိုတဲ့ဟာကိုဒီ heart shape oracle လေးသုံးပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းပေါ့နော်ဒီမှာကတော့ပိုင်း3ခုရှိမယ်ပိုင်း1ပိုင်း2ပိုင်း3အဲ့တော့ကိုယ့်ရဲ့စိတ်ကပေါ့နော်ကိုနဲ့ကိုက်ညီမယ်ထင်တယ်1လား2လား3လားဆိုတာကိုဟာကိုပဲ intuition ကနေပြီးရွေးချယ်ပြီးတော့နားထောင်လို့ရပါတယ်ဆိုတော့စလိုက်ကြအောင်ပေါ့နော်ဆိုတော့ပိုင်း1လေးကိုရွေးထားတဲ့သူရဲ့တစ်ဖက်သူကပိုင်း1လေးကိုဘာပြောချင်နေလဲပေါ့နော်ဆိုတော့အဲ့ဟာလေးတစ်ချက်ကြည့်ကြည့်ပါမယ်ပိုင်း1ပိုင်း1ဆိုတော့ okay ပိုင်း1ကိုရွေးထားတဲ့သူတွေရဲ့တစ်ဖက်သူကဘာပြောချင်နေလဲပေါ့နော်ကြည့်ကြည့်အောင် okay အော် okay ဆိုတော့ပေါ့နော်သူကဘာရှိလဲဆိုရင်ပေါ့နော်တစ်ဖက်သူကတခြားသူတွေရဲ့အမြင်ပေါ့နော်တခြားသူတွေရဲ့စကားပေါ့နော်တခြားသူတွေရဲ့ဝေဖန်တာပဲဖြစ်ပေါ့နော်စသဖြင့်အဲ့လိုမျိုးအရာတွေကိုသူကအရန်ပေါ့နော်ဒီ serious ထားတယ်ပေါ့နော်အရန် view side တဲ့သူမျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့တစ်ဖက်သူကကိုနဲ့ပေါ့နော်ဘယ်လိုပြောရမလဲကိုနဲ့တွဲလို့ရှိရင်ဒါမှမဟုတ်ရင်ကိုယ့်စီကိုပြန်လာလို့ရှိရင်ပေါ့နော်ဒါမှမဟုတ်လေကိုနဲ့ဒီရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်တခြားသူတွေရဲ့အမြင်မှာပေါ့နော်မတင်တော်ဘူးလို့ထင်တာမျိုးတခြားသူတွေကပေါ့နော်မင်းတို့နှစ်ယောက်ကအဆင်မပြေပါဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဝေဖန်တာမျိုးတွေပေါ့နော်ဒီအဲ့ဟာတွေကိုသူကအရန် view side တက်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိလောလောဆယ်မှာတော့သူကအဲ့အတွက်ကြောင့်မလို့သူစဉ်းစားနေရရဲဆိုတဲ့ပုံစံမျိုးပေါ့နော်သူကအဖက်ဖက်ကနေပြီးတော့စဉ်းစားတတ်တဲ့သူမျိုးပေါ့နော်အဓိကကတော့တခြားသူတွေကဘယ်လိုပြောမှလဲဆိုပြီးတော့တခြားသူတွေကိုအရန် view side တတ်တဲ့သူမျိုးပေါ့နော်သူများပြောဆိုခံရမှာကြောက်တဲ့သူမျိုးလို့ထင်တယ်ပေါ့နော် okay ဆိုတော့တကယ်ထပ်ကြည့်ကြည့်အောင်နော် okay ဆိုတော့ဒီမှာရှိတယ်ဆိုရင် I hope you haven't move on ဆိုတော့ပိုင်း1လေးတွေကပိုင်း1လေးရဲ့တစ်ဖက်သူကပေါ့နော်ပြောရမယ်ဆိုတော့လောလောဆယ်မှာကဒီပြက်ဆဲနေကြတဲ့အခြေအနေမျိုးဖြစ်လိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ဝေးကွာနေကြတဲ့ပြက်ဆဲနေကြတဲ့ဆိုတဲ့အခြေအနေမျိုးဖြစ်လိမ့်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာသူကပေါ့နော်ဒီဝေးကွာနေကြတယ်ဆိုပေမဲ့သူလည်းလောလောဆယ်မှာတော့ပြန်မလာနိုင်သေးဘူးဆိုပေမဲ့ပိုင်း1လေးတွေကိုကြတော့လေသူ့ကို move on သွားမှာသူ့ကိုမေ့သွားမှာသူအရန်ဆိုးတယ်ပေါ့နော်အရန်ကြောက်တယ်အဲကြောင့်မလို့သူအမြဲတမ်းပေါ့နော်မင်းသူပိုင်း1လေးတွေကတော့ငါ့ကို move on မလုပ်ရင်တော့ကောင်းမှာပဲပေါ့နော်ခုချိန်ထိ move on မလုပ်ရသေးလောက်ဘူးဆိုရင်တော့ငါအတွက်ပိုပြီးဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုး तू ကတိတ်တိတ်စိတ်ဆူတောင်းနေရမျိုးရှိတယ်ပေါ့နော်သိရမလားतू ငါ့ကို move on မလုပ်သေးရင်ကောင်းမှာပေါ့နော်မမေ့သေးရင်ကောင်းမှာပဲပေါ့စသဖြင့်အဲ့လိုမျိုးတိတ်တိတ်စိတ်ဆူတောင်းနေရမျိုးရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်ခါလောက်ကြည့်ကြည့်အောင်okay ဆိုတော့ तू လဲပေါ့နော်ဒီမှာဆိုရင် I'm going through a dark night တော့ဆိုတော့ तू လဲပေါ့နော်ဒီရက်ပိုင်းတွေမှာဒီကာလတွေမှာသူ့အတွက်ကလည်းအရန်ခက်ခဲတယ်ပြင်ပန်းတဲ့အခြေအနေတွေကိုဖြတ်သန်းနေရတယ်ပေါ့နော်ဆိုတော့အဖက်ဖက်ကနေပေါ့နော်ကျမ်းမာရေးစီးပွားရေးလူမှုရေးအခြေစသဖြင့်ပေါ့နော်အဖက်ဖက်ကနေပြီးတော့သူ့အတွက်လည်းလုံးဝခက်ခဲတဲ့အခြေအနေတွေကိုဖြတ်သန်းနေရတယ်လုံးဝစူးစမ်းပြီးတော့ပေါ့နော်ရှင်သန်နေရတယ်ဆိုတဲ့ပုံစံမျိုးသူအဲ့လိုပုံစံမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဟာကိုလည်းဒါပိုင်း1လေးတွေကိုပြောထားရပေါ့နော်ဒါငါလဲပေါ့နော်အဆင်ပြေနေတာတော့မဟုတ်ပေါ့နော်ငါလဲငါဘဝမှာပေါ့နော်အတက်ကြရအများကြီးရှိရအခက်ခဲတွေအများကြီးရှိရအဲ့ဒီຢာတွေကိုငါလဲစူးစမ်းပြီးတော့ဖြတ်သန်းနေရတယ်ဆိုတဲ့ပုံစံမျိုးကိုပြောထားတာရှိရပေါ့နော်ဆိုတော့ okay နောက်ဆုံးတစ်ခါကြည့်ကြည့်အောင်နော်ပိုင်း1လေးတွေအတွက်okay I need to heal my inner child wound ဆိုတော့သူ့အနေနဲ့ကဆွမ်းနာပြောလို့အခက်ခဲတွေအများကြီးရှိတယ်ပေါ့နော်သူ့ဘဝမှာလက်ရှိလောလောဆယ်မှာအခက်ခဲတွေအများကြီးရှိတယ်အဲ့ဒီအခက်ခဲတွေကနေပြီးတော့ဘာလဲဆိုရင်သူ့မှာက trauma တွေရှိတယ်ပေါ့နော် inner child trauma ပြောဒီငယ်ဘဝတုန်းကရခဲ့တဲ့မိသားစုရဲ့ trauma တွေပဲဖြစ်ဖြစ်ပေါ့နော်ငယ်ဘဝတုန်းကရခဲ့တဲ့တငယ်ချင်းတွေစီကပေါင်းတင်တွေစီကဆက်သဖြင့်ပေါ့နော်ဒီပတ်ဝန်းကျင်ကအဲ့လို trauma တွေရှိလိမ့်မယ်ပေါ့နော်ဆိုတော့သူကလက်ရှိမှာလည်းအခက်ခဲတဲ့အခြေအနေတွေကိုဖြတ်သန်းနေရတယ်ပြီးလို့ရှိရင်သူ့ရဲ့အဲ့ဒီရဲ့ငယ်ဘဝရခဲ့တဲ့ဒဏ်ရာတွေပေါ့နော် trauma တွေကိုလည်းသူheal လုပ်ဖို့လို့အတွက်ကုသဖို့လို့အတွက်သူအချိန်လိုအပ်တယ်ပေါ့နော်ဆိုတဲ့ပုံစံမျိုးပြောထားပါတယ်ဆိုတော့ဒီပိုင်း1လေးတွေကိုခြုံပြောရမယ်ဆိုလို့ရှိရင်တော့သူကပေါ့နော်လက်ရှိမှာတော့ ready မဖြစ်သေးဘူးဆိုတဲ့အနေအထားမျိုးရှိရပေါ့နော်သူ့မှာကဒီလုံးဝကိုခက်ခဲတဲ့အခြေအနေတွေကိုလည်းဖြတ်သန်းနေရတယ်သူငယ်တော့ရခဲ့တဲ့ဒီ relationship trauma တွေပဲဖြစ်မိသားစုနဲ့ပတ်သက်တဲ့childhood trauma တွေပဲဖြစ်ပေါ့နော်အဲ့ဒီအရာတွေသူက heal လုပ်ဖို့လို့အတွက်
သူစူးစမ်းနေရတယ်ပေါ့နော်ဆိုတဲ့ပုံစံမျိုးရှိတယ်ပြီးလို့ရှိရင်အဲ့အတွက်ကြောင့်မို့လဲပေါ့နော်ဒီ trauma တွေကြောင့်မို့လဲဖြစ်မှာပေါ့နော်သူကတခြားသူတွေရဲ့အမြင်တခြားသူတွေရဲ့ပြောစကားပေါ့နော်အဲ့လိုအရာတွေသူကအရန် view site တတ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ပေါ့နော်မင်းကိုလည်းသူ့ကိုမေ့မသွားစေချင်ဘူးပေါ့နော်မှုပေါ်မလုံးလိုက်စေချင်ဘူးဆိုတဲ့ပုံစံမျိုးပြောထားမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ပိုင်း1လေးတွေအတွက်ပေါ့နော်ဆိုတော့နောက်ဆက်ပြီးတော့ပိုင်း2လေးကိုတွားကြည့်အောင်ပေါ့နော်ဆိုတော့ပိုင်း2လေးတွေပါရှိမလဲပေါ့နော်ပိုင်း2လေးတွေအတွက်ပါရှိမလဲဆိုတာလေးချက်ကြည့်ကြည့်အောင်နော်ဆိုတော့ပိုင်း2ကိုရွေးထားတဲ့သူလေးတွေအတွက်ပါရှိမလဲရှင် Okay ပိုင်း2ကိုရွေးထားတဲ့သူလေးတွေအတွက်ပါရှိမလဲဆိုတာလေးချက်ကြည့်ကြည့်ပါမယ်โอ้ Okay ဆိုတော့ပိုင်း2လေးတွေရဲ့တစ်ဖက်သူကကြာဘာလဲဆိုလို့ရှိရင်မင်းရဲ့ပုံစံကိုပေါ့နော် तू ကလုံးဝသဘောကျရပေါ့နော်မင်းကသူ့ရဲ့ type ပုံစံမျိုးရှိရပေါ့နော်မင်းရဲ့ဒီမင်းကညံသွေးလဲကောင်းနေပေါ့နော်မင်းရဲ့ပုံစံလိုမျိုးလုံးဝ hot ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး तू ကအဲ့လိုခံစားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောထားပါပေါ့နော်ဆက်ကြည့်ကြအောင်နော်โอ้ဆိုတော့ပိုင်း2လေးတွေကိုရွေးထားတဲ့သူရဲ့တစ်ဖက်သူကဘာလဲဆိုလို့ရှိရင် I'm thinking about reaching out ပေါ့နော်ဆိုတော့သူကမင်းစီကိုစာပို့ဖို့ပေါ့နော်ဆက်သွယ်လာဖို့ဖုန်းဆက်ဖို့စသဖြင့်ပေါ့နော်လာတွေ့ဖို့အဲ့လိုမျိုးပေါ့နော် reach out လုပ်ဖို့လို့အတွက်သူစဉ်းစားနေတယ်ဆိုတဲ့ပုံစံမျိုးရှိရပေါ့နော်ဆိုတော့သူ့ရဲ့လက်ရှိအခြေအနေကသူကမင်းကသူ့အတွက်လုံးဝ hot ဖြစ်တယ်ကွာမင်းကလုံးဝသူ့အတွက်ဆိုလို့ရှိရင်လုံးဝလှရတယ်ပြီး hot ဖြစ်တယ်ပြီးဟို intelligent ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးစဉ်းစားမိတယ်နောက်ပြီးလို့ရှိရင်မင်းစီကိုဖုန်းဆက်ဖို့လို့စာပို့ဖို့စသဖြင့် reach out လုပ်ဖို့လို့အတွက်သူစဉ်းစားနေတဲ့ဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်ပေါ့နော် okay နောက်ထပ်ပါရှိလဲတစ်ချက်ကြည့်ကြအောင်ပေါ့နော်okay ဆိုတော့သူကဘာလဲဆိုရင်သူ့မှာကဒီသူကနာကျင်မှာစိုးတယ်ပေါ့နော်နာကျင်မှာကြောက်တယ်ပေါ့နော်ဆိုတော့တကယ်လို့ဖိုင်းတူးလေးတွေနဲ့သူနဲ့ဒါရေရှည်သွားမယ်ဆိုလို့ရှိရင်ဖိုင်းတူးလေးတွေကသူ့ကိုရေရှည်တွဲမှာလားပေါ့နော်သူနာကျင်မှာကြောက်တယ်ပေါ့နော်သူ့ကိုထားခဲ့ခိုင်းရမှာသူနာကျင်မှာသူ့ကိုပြစ်သွားမှာစသဖြင့်အဲ့လိုမျိုးတွေသူ့မှာအကြောက်တရားတွေရှိရပေါ့နော်ဆိုတော့သူနာကျင်မှာကြောက်တဲ့အတွက်ကြောင့်မလို့သူ့စိတ်ထဲမှာပိုင်း2လေးတွေကိုပေါ့နော်ဟိုသဘောကျနေတယ်ပေါ့နော်ချစ်နေတယ်ဆက်သွယ်ချင်တယ်ဆိုရင်တော့မှ तू ကဂယူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ငါတို့ဂယူးမဆိုင်ပါဘူး तू ငါတို့သတိမရပါဘူးစသဖြင့်အဲ့လိုပုံစံမျိုးပေါ့နော်ဟန်ဆောင်နေတတ်တယ်ဆိုတဲ့ပုံစံမျိုးရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू နာကျင်မှာကြောက်တဲ့အတွက်ကြောင့်ပေါ့နော် तू ကဟိုချစ်တယ်ဆိုတာမျိုးဂယူးဆိုင်တယ်ဆိုတာမျိုးကိုဖော်ပြလိုက်လို့ရှိရင်ဖိုင်းတူးလေးတွေကသူ့ကိုထားသွားမှာလားပေါ့နော်သူ့ကိုနာကျင်အောင်လုပ်မှာလားပေါ့နော်ပြစ်သွားမှာလားစသဖြင့်အဲ့လိုမျိုးတွေစဉ်းစားမိတဲ့အတွက်ကြောင့်မို့ तू ကစီးတစ်ခုချားထားတယ်ဆိုတဲ့ပုံစံမျိုးရှိရပေါ့နော်โอเคနောက်ဆုံးတစ်ခါကြည့်ကြည့်အောင်ပေါ့နော်ဘာရှိလဲပိုင်း2လေးတွေရယ်ဆိုတော့သူ့မှာအဲ့လိုမျိုးအကြောက်တရားရှိရပေါ့နော်အဲ့အတွက်ကြောင့်မို့ तू ကဘာလဲဆိုလို့ရှိရင် तू က commitment ပေါ့နော်ဒီလုံးဝကို promise ပေးထားတဲ့ relationship မျိုးပေါ့နော်ငါလည်းညို့ဘယ်တော့မှထားမသွားဘူးနင်လည်းငါ့ကိုဘယ်တော့မှထားမသွားနဲ့ပေါ့နော်စသဖြင့်အဲ့လိုမျိုးလုံးဝ committed relationship ပေါ့နော်လုံးဝခိုင်မာတဲ့ relationship တစ်ခုကိုတိဆောက်ရှင်တယ်ပေါ့နော်သူကိုယ်တိုင်လည်းဖိုင်းတူးလေးတွေပေါ့နော်အဲ့လိုဂရိတွေပေးခြင်းတယ်ပေါ့နော်လူသစ္စာရှိပေါ့နော်ငါနင်းကိုသစ္စာရှိနဲ့တွဲမယ်ငါနင်းကိုသစ္စာရှိနဲ့ချစ်မယ်နင်းလည်းငါ့ကိုအဲ့လိုမျိုးချစ်နိုင်မလားပေါ့နော်စသဖြင့် तू ကကြတော့ကြောက်နေတာပေါ့နော်ဆွမ်းနာပြောလို့ပဲသူ့ကိုထားခဲ့ခံရမှာတော့ပေါ့နော်သူ့ကိုပြစ်သွားမှာတော့ तू ကဒါဒီအချစ်တွေကို view site တာတွေကိုဒီထုတ်ပြလို့ရှိရင်တစ်ဖက်သူကသူ့ကိုထားသွားမှမျိုးအဲ့လိုမျိုးသူ့မှာအကြောက်တရားရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ तू ကဒီပိုင်းတူးလေးတွေရဲ့တစ်ဖက်သူကပါရှိလဲဆိုရင်မင်းစီကိုဆက်သွယ်ခြင်းတယ်ဆိုတဲ့စိတ်မျိုးရှိတယ် तू ကတော့နာကျင်မှာကြောက်တဲ့အတွက်ကြောင့်မလို့တခါလေတော့ तू view မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးပြတတ်တယ်ပေါ့နော်ဒါပေမဲ့ तू ကဘာလုပ်ရှင်လဲဆိုလို့ရှိရင်တော့ဒီ committed relationship ပုံစံမျိုးပေါ့နော်ဟိုကဒီတယောက်နဲ့တယောက်ဂတိတစ္ဆာတွေပြုတ်ပြီးတော့ပေါ့နော်ဟိုခိုင်မာတဲ့ relationship မျိုးကိုလည်း तू တိဆောက်ရှင်တယ်ဆိုပြီးတော့ तू ပြောထားမျိုးတွေ့ရတယ်ပေါ့နော် okay ပါဆိုတော့ပိုင်း2ကတော့တကယ်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်okay ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော် fine 3လေးတွေအတွက်ဘာရှိမလဲ
ပိုင်း3လေးတွေကိုရွေးထားတဲ့သူရဲ့တစ်ဖက်သူကပိုင်း3လေးတွေကိုဘာပြောချင်နေလဲပေါ့နော်အဲ့ဟာလေးတစ်ချက်ကြည့်ကြည့်အောင်ပါgo ပိုင်း3ပိုင်း3လေးတွေကိုရွေးထားတဲ့သူရဲ့တစ်ဖက်သူကပိုင်း3လေးတွေကိုဗာများပြောချင်နေလဲပေါ့နော်ဆိုရင်โอ้သူအပေါ့နော်သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့အတွေ့ထဲမှာじゃမင်းကအရန်ကိုပေါ့နော်ဖန်နေဖြစ်တယ်ပေါ့နော်တော့ရီရတယ်ပေါ့နော်မင်းနဲ့ရှိအတူရှိလို့ရှိရင် तू ပျော်ရတယ်ပေါ့နော်အများကြီးရီနေရတယ်ဆိုတော့ပုံစံမျိုးပေါ့နော် तू ကမင်းကိုအဲ့လိုမျိုးမြင်နေဆိုတော့ဟာမျိုးပြောထားတယ်ပေါ့နော်နောက်ထပ်ကြည့်အောင်နော် wow ဆိုတော့ तू ကဘာလဲဆိုလို့ရှိရင်မင်းကိုတဲ့ဒီမင်းနဲ့ပေါ့နော်အပြင်နေသွားခြင်းတယ်ပေါ့နော်ရှောက်သွားခြင်းတယ် date လုပ်ခြင်းတယ်ပေါ့နော် moving date ပေါ့နော် coffee date စသဖြင့်လို့ date လုပ်ခြင်းတယ်ဆိုတာမျိုးလည်းပြောထားရပေါ့နော် okay ပိုင်း3လေးတွေပိုင်း3လေးတွေအတွက် yeah romantic ဖြစ်တာပဲokay ဆိုတော့ သူကဒီပိုင်း3လေးတွေကိုယူထားတဲ့သူကဘာလဲဆိုလို့ရှိရင် maybe crush ဖြစ်မယ်ထင်တယ်နော် crush ဖြစ်မယ်ထင်တယ်ကိုကသူ့ကို crush နေတယ်ဒါပေမဲ့ तू ကလည်းကိုပြန် crush နေတယ်ဒါပေမဲ့နှစ်ယောက်စလုံးကတယောက်တစ်ယောက်နဲ့မသိကြဘူးပေါ့နော်ဒီအချင်းချင်း crush နေတာကိုမသိကြဘူးဆိုတဲ့ပုံစံမျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပိုင်း3ရဲ့တစ်ဖက်သူကကြောက်လဲပိုင်း3လေးတွေကိုချစ်စရာကောင်းတယ်ပေါ့နော်ရီးရတယ်ပေါ့နော်မင်းနဲ့ तू ရှိလို့ရှိရင်ဒီပျော်ရတယ်ပေါ့နော်မင်းကိုမြင်ရလို့ရှိရင်ပြုံးနေရတယ်ဆိုတဲ့ပုံစံမျိုးရှိရပြီးလို့ရှိရင်အဲ့အတွက်ကြောင့်မို့လဲ तू ကပေါ့နော်ဒီပိုင်း3လေးတွေနဲ့အတူတူ date သွားလုပ်ချင်တယ်ပေါ့နော် movie date coffee date ပေါ့နော်စသဖြင့်လိုမျိုးအပြင်းနေသွားချင်တယ်ပေါ့နော်ရှောက်သွားချင်တယ်ဒါပေမဲ့ तू ကဘာရှိလဲဆိုရင်သူ့ကိုပြန်မကြိုက်မှာပေါ့နော်သူ့ကိုပြန်ပြီးတော့သဘောမကျမှာပြန်ပြီးတော့လက်မခံမှာမျိုးလဲ तू ကြောက်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့မင်းရဲ့ဘေးမှာကတခြားကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော် perfect ဖြစ်တဲ့လူတွေလည်းအများကြီးရှိတယ် तू ကကျတော့အဲ့ဒီထက်အနေမှာလုံးဝဘာမှမရှိတဲ့ကောင်လေးပေါ့နော်ဘာမှမရှိတဲ့သူမျိုးလေးပေါ့နော်ဆိုတော့ तू ကလည်းမင်းကို crush နေတယ်မင်းကလည်း तू ကို crush နေတယ်ဒါပေမဲ့နှစ်ယောက်စလုံးမသိကြဘူးတစ်ဖက်သူကမင်းကိုစိတ်ဝင်စားတယ်မင်းနဲ့ date သွားခြင်းတယ်ဒါပေမဲ့ तू ကတော့ဖွင့်ပြောဖို့တော့မရဲဘူးပေါ့နော်မပြောပြနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီတခြားမင်းဘေးမှာကောင်းတဲ့သူတွေရှိရတဲ့အတွက်ကြောင့်မို့ तू ကိုငင်းခံလိုက်ရမှာပေါ့နော် तू သဘောမကျမှာဆိုလဲ तू ဆိုးတယ်ပေါ့နော် तू ကသူ့ကို तू အားငယ်စိတ်ရှိရပေါ့နော်ဆိုတော့နောက်ဆုံးတည်းကြည့်ကြအောင်ပေါ့နော်okay အဲ့ကြောင့်မို့စွန့်နာပြောပါတော့အဲ့အတွက်ကြောင့်မို့ तू ကမင်းကိုသဘောကျတယ်မင်းနဲ့အတူရှောက်သွားခြင်းတယ်ဒါပေမဲ့ तू ကြောက်နေရပေါ့နော်အားကြောင့်မလို့သူ့ရဲ့စိတ်ထဲခံစားချက်တွေသူ့ရဲ့ emotion တွေသူ့ရဲ့အချစ်တွေပေါ့နော် तू အဲ့ဒီအရာတွေ तू လောလောဆယ်မှာတော့ तू ဖိနှိပ်ထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညင်းခံမှာကြောက်လို့အဓိကကတော့ဆိုတော့ပိုင်း3လေးတွေရဲ့တစ်ဖက်သူကတော့ပြောမှဆိုရင် crush ဖြစ်မှတင်တယ်ပေါ့နော်ဆိုတော့ तू က date သွားလို့ချင်တယ်ဒါပေမဲ့ तू ကြောက်တယ်ပေါ့နော်ညင်းခံလိုက်မှာကြောက်တဲ့တော့လောဆယ်တော့သူ့ရဲ့ emotion တွေသူခံစားချက်တွေကို तू ခဏသိမ်းထားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ ပိုင်း3လေးတွေရဲ့တစ်ဖက်သူကဘယ်လိုရှိမလဲပေါ့နော် okay ပါဆိုတော့ဒီနေ့ကတော့ဒါတစ်ဖက်သူကကိုဘာပြောချင်နေလဲပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့တစ်ဖက်သူကကိုဘာပြောချင်နေလဲသူ့ရဲ့လက်ရှိသူဘာတွေတွေးနေလဲပေါ့နော်ကိုပေါ့အဲ့လိုပုံစံမျိုးလေးကြည့်ပေးခဲ့တာပါဆိုတော့ပိုင်း3ခုနဲ့ကြည့်ပေးခဲ့တာပေါ့နော် okay ဆိုတော့ဒီလောက်ပါပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ရှင် bye bye